ဒါဟာကမ္ဘာပေါ်မှာအရှားပါဆုံးနဲ့တန်ဖိုးအရှိဆုံးတရားတွေထဲကတစ်ခုဖြစ်ပြီးအမေရိကန်နိုင်ငံသားအများပြားကတော့ဒါကိုရဖို့အတွက်1ကီလိုဂရမ်ကိုဒေါ်လာရာနဲ့ချီပြီးပေးဝယ်ဖို့ဝင်မလေးကြပါဘူး။ဒါပေမဲ့လူအများစုကိုအံ့အားသင့်သွားစေတာကတော့ဒီသားကြားကိုထုတ်လုပ်ပုံပဲဖြစ်ပါတယ်။မနက်စောစောအချိန်မှာအလုပ်သမားတစ်ယောက်ဟာအုံးချန်ထဲကိုသွားပြီးအပွင့်တွေအပြည့်ပွင့်နေတဲ့အုံးပင်တွေကိုတေချာရွေးချယ်ပါတယ်။ထက်မြက်တဲ့ဓာတ်ကောက်ကိုသုံးပြီးအုံးနုပွင့်ခိုင်ရဲ့ထိပ်ဖျားလေးကိုအသားအရာလှိဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်အုံးပွင့်ကနေတစ်ဆက်ချင်းစီကျလာမဲ့အဖိုးတန်အုံးရည်ကြီးတွေကိုခံယူဖို့အတွက်ပလတ်စတစ်ဘူးလေးတွေကိုအုံးပွင့်ခိုင်အောင်မှချိတ်ဆွဲထားလိုက်ပါတယ်။အုံးရည်လုံလောက်ရပြီဆိုရင်တော့အလုပ်သမားကအဲ့ဒီဘူးတွေထဲကအုံးပွင့်ရည်တွေကိုပုံထဲကိုပြောင်းထည့်ပြီးချက်ပြုတ်တဲ့နေရာကိုတည်ဆောင်သွားပါတယ်။အဲ့ဒီမှာတော့အုံးရည်ကြီးတွေကိုတန်တဲ့အိုးကြီးထဲထည့်ပြီးအနေအနှစ်နဲ့ညစ်ကြေးတွေမပါအောင်အဝတ်နဲ့တေချာစစ်ထုတ်ပါတယ်။ဒဲအိုးကိုမီးဖိုပေါ်တင်ပြီးအုံးရည်တွေပွက်ဆူလာတဲ့အခါမှာတော့အမြုပ်တွေရှံမကြအောင်နှောင်ကြိုးနဲ့ရက်ထားတဲ့ဝါဖုံးလေးကိုအပေါ်ကနေအုပ်ပေးထားရပါတယ်။အရည်တွေပြစ်လာတဲ့အခါမှာတော့တဖြည်းဖြည်းနဲ့ညီညိုရောင်တကာရည်အဖြစ်ပြောင်းလဲသွားပါတယ်။ဒီအချိန်မှာတော့ဝါဖုံးကိုဖယ်လိုက်ပြီးပြစ်ချွဲနေတဲ့တကာရည်တွေကိုနောက်ထပ်ဒဲအိုးတစ်လုံးနဲ့ပြောင်းထည့်ပါတယ်။အဲဒီနောက်မှာတော့အလုပ်သမားကတီးတန့်ပြုတ်လုပ်ထားတဲ့လေပတ်ဆက်centrifugal mixer ကိုသုံးပြီးတကာရည်ကိုအဆက်မပြတ်မှွေပေးပါတယ်။ဒါမှသာတကာရည်ကနေတကြားပွင့်လေးတွေအဖြစ်ခဲသွားတဲ့ဖြစ်စဉ်ကိုမြန်ဆန်စေမှာပါ။ဒီအဆင့်တိုင်းကိုကျွမ်းကျင်မှုစိတ်ရှည်မှုနဲ့တိကျမှုတွေအသုံးပြုပြီးလူကိုယ်တိုင်လက်မှုပညာနဲ့ပဲလှုပ်ဆောင်တာဖြစ်လို့အကောင်းဆုံးအရေးအသွေးကိုရရှိစေပါတယ်။တကာရည်ကအနေထားရောက်သွားပြီဆိုရင်တော့ကတ်မသွားအောင်စက္ကူခံထားတဲ့ပုံစံခွက်လေးတွေကိုတစ်ခုချင်းစီတေချာလောင်းထည့်ပါတယ်။နာရီဝက်ခန့်ကြာပြီးနောက်မှာတော့အကြားတွေကအေးခဲပြီးမာသွားကနောက်ဆုံးပုံစံကိုရရှိလာပါတယ်။အဲ့ဒီနောက်မှာတော့ပုံစံခွက်ထဲကထုတ်ယူပြီးထုတ်ပိုးဖို့အဆင်သင့်ဖြစ်ပြီဖြစ်လို့ကမ္ဘာတန်ဖိုးအရှိဆုံးသဘာဝဓာတ်ကြားတစ်မျိုးဖြစ်ထွက်ပေါ်လာပါတော့တယ်။